ချစ်ချင်းက stress ဖြစ်စေနိုင်ပါသလားဖေမကြားလိုက်မှဆိုတော့တစ်ခါထပ်ဖတ်ပြမယ်ချစ်ချင်းက stress ဖြစ်စေနိုင်ပါသလားဖေဒါတော့ဖုံးမလုံးဝမသိပါစောပိုင်းကပြောပြီးပါပြီအချစ်က stress ဖြစ်စေတာမဟုတ်ဘူးမျောလင့်ချက်ကဖြစ်စေဒီတိုင်းဆိုရင်မျောလင့်ချက်မပါဘဲနဲ့ချစ်လို့ရလားမေးစရာရှိတယ်အဲ့ဒါမျောလင့်ချက်ရှိတယ်ဆိုရင်မျောလင့်ချက်ရှိတယ်ဆိုတာကိုသိဟာဖို့မသိဘူးဆိုရင်သူ့နောက်ကိုတစ်မျိုးတော့ခေါ်ပြီးဖောက်သွားတယ်